အားလုံးပဲခရစ်တော်နာမနဲ့မင်္ဂလာပါမင်္ဂလာပါမင်းသားရှိတဲ့လူတွေပြောရအောင်ခင်ဗျာမင်္ဂလာရှိတော်သူဖြစ်တယ်လို့ပြောရအောင်ဒီကကျွန်တော်တို့ကမင်္ဂလာရှိတော်သူဖြစ်တယ်ဘယ်သူကြောင့်လဲယေရှုကြောင့်ဖြစ်တယ်ကျွန်တော်တို့ကမင်္ဂလာရှိတော်သူဖြစ်တယ်အဲ့ဒီနေ့ကျွန်တော်အနေနဲ့ဝိညာဉ်ရှင်တဲ့ကုမတော်ကတော့အထင်း၌ရှိတော်လုံခြုံခြင်းအထင်း၌ရှိတော်သူလုံခြုံခြင်းဖြစ်ပါတယ်ပြောကြည့်ပါဦးအထင်း၌ရှိတော်လုံခြုံခြင်းနောက်ပါတော့တဲ့ကောင်းချင်ပါတယ်အဖဘရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နေ့မှာတမျိုးဒီနေ့ကျဲစမရှိတဲ့ဒီကောင်မနေတဲ့သူကစိတ်ချကိုအာယူမဲ့နောက်ပါတော့တဲ့ကျေးဇူးတင်ပါတယ်ဘုရောတန်ဝိညာဉ်တော်အဖြစ်တန်တော့ရောက်ချင်းဆိုင်ကိုဖိပြပါဒါရဲ့နှလုံးသားထဲမှာလည်းဝိညာဉ်တော်အဖြစ်လူဆောင်ခြင်းအဖြစ်ဝိညာဉ်တော်စကားဖိပြခြင်းအဖြစ်ဒီနေ့ကျမ်းလာတဲ့ဓမ္မပစ္စည်းဒီကောင်မရောက်ချင်းဆိုင်ပေါ်မှာနားလည်နိုင်တဲ့ညဘုရားခင်ဝိညာဉ်တော်အဖြစ်ဖိပြတော်မူပါကျေးဇူးချီးမွမ်းလျက်ဒီတော့ဘာလို့ဝင်လာတဲ့အခါမှာယေရှုကျမ်းနာမှာတိုင်းဆုတောင်းလျက်ဝင်လာပါတော့ဖမြတ်စွာဘုရားခင်အာမင်ဆိုတော့ဒီနေ့အထင်းမှာရှိတဲ့သူကလူချုံချင်းရှိတယ်ဟာလေလုယာအဲ့တော့ကျွန်တော်ပြောချင်တာကဘုရားအထင်းမှာရှိတဲ့သူကလူချုံချင်းရှိတယ်အဲ့တော့ပြောချင်တာဖြစ်တယ်အဲ့တော့ဒီနေ့ဒီကာလမှာနောက်ဆုံးသောကာလနီးနေပြီဖြစ်တယ်နော်နောက်ဆုံးသောကာလအမှန်တရားနီးနေတဲ့ကာလဖြစ်တယ်ကဘာရရမှာကဘာအချင်းတွေကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒီနေ့နောက်ဆုံးသောကာလဟာကျွန်တော်တို့နေတဲ့နီးနေပြီနောက်မှာမဟုတ်ရခုရောက်ရှိနေပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပြီးမှတမန်တော်နဲ့အသက်ရှင်ဖို့ရတယ်အားလုံးကိုပြချင်တာဖြစ်တယ်အဲ့တော့တခင်ယေရှုပြောတဲ့အရာအပေးကျွန်တော်အနည်းငယ်ကောင်းလို့ပြီးမှကျွန်တော်အပေးချင်ပါတယ်အဲ့တော့ရှမသက်ကျူရဲ့အခန်းကြီး24ဘယ်နဲ့30ခု30ခုကနေ38 39အတိကျွန်တော်တို့အဖတ်ရအောင်ကျွန်တော်ပြီးခဲ့တဲ့အချိန်မှာလည်းကျွန်တော်နောက်ဆုံးတော့ကာလနဲ့ပတ်သက်ပြီးမှဝင်မှနေလေရှိတယ်နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကလုံးဆိုတဲ့အရာကဒီကာလဟာနောက်ဆုံးတော့ကာလဖြစ်နေခရစ်တော်ဝင်ကြပြီးကြွလာတော့မဲ့အချိန်ဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတမန်တော်နဲ့အသက်ရှင်ဖို့ရတဲ့ဘုရားရှင်ကျွန်တော်ပုံမှာညှို့ဆိုတဲ့အရာတွေကိုကျွန်တော်အမြဲတမ်းရှင်းလဲလုပ်ပေးနေတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ဒီမှာရှိတဲ့ဒီပုံမှာတွေလည်းဒီအကြောင်းအရာအပြင်ကျွန်တော်ဝင်ကပေးဖို့ရတယ်ယူဆောင်လာတာဖြစ်တယ်ရှမသက်ခရစ်ဝင်အခန်းကြီး24အပိုင်း30ခုကနေ39အထိကျွန်တော်တို့ဖတ်ရအောင်လူသားကြွလာတော့အခါတော့အဲ့လက်ထက်၌ဖြစ်ကြလို့ဖြစ်နေပြီရေလောမှုချင်းဖြစ်မိကာလ၌တော့အဲ့ဒီတေဘောတဲ့တို့ဝင်တော်မြစ်တိုင်အောင်လူများတို့ဒီစားတော့တဲ့ရှင်ရဆုံးဖြစ်တဲ့နေ၍ရေလောမှုချင်းရောက်တဲ့ဖြစ်လူခတ်တဲ့တို့ကိုသူတင်ဖြစ်ရှင်းပြီးတိုင်အောင်ဒီမဲ့တဲ့ရသည်ဒီတို့လူသားကြွလာတော့အခါရှင်းလိမ့်မည်ကဲဒီမှာယေရှုကဘယ်လိုပြောလဲဆိုရင်ယေရှုခရစ်တော်လူသားဆိုတာယေရှုကသူ့ကိုယ်လိုပြောနေတာဖြစ်တယ်ဒါကြောင့်မို့ယေရှုကလူသားကြွလာတဲ့အခါမှာနောအေခိတ်ကာလမှာဖြစ်တဲ့လို့ဖြစ်လိမ့်မယ်တဲ့အဲ့တော့ကျွန်တော်တို့တွေးတာနဲ့ကိုမြင်အောင်ကြည့်နေတဲ့ကိုကြည့်ချင်းအားပြီးတော့ကျွန်တော်တို့သိနိုင်ပါတယ်လူသားကြွလာတဲ့နေ့ရက်မှာအမှန်တရားနေနေပြီဆိုတာကိုကျွန်တော်တို့ချစ်ချင်လို့ရပါတယ်နောအေခိမှာကပောင်းချခက်ကြီး6ခုမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနောအေခိကာလအဖြစ်အပျက်ကိုမြင်တွေ့ရတာဖြစ်တယ်အဲ့တော့နောအေခိမှာဘယ်လိုဖြစ်သွားလဲဆိုရင်ခုနဒီမှာကျွန်တော်တို့ဖတ်တဲ့အခါမှာလည်းပါတယ်စားတော့တဲ့ပျော်မွေ့တဲ့နေကြတယ်တဲ့လူတွေကအဲ့တော့တော်ရင်စားတော့တဲ့အဖြစ်အပျက်တော့မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးပါတယ်စားတော့မူယူပြီးမှဒီနေ့ဖယားကိုမိတ်နေတဲ့ကာလဖြစ်တယ်ဒါကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးပါတယ်ဒီကာလမှာလည်းပဲကျွန်တော်တို့အရင်တော့ကကျွန်တော်တို့ငယ်တော့ကတော့မိုးရေဆဲဝါဆိုတာ30တဲ့လို့ပြန်လာနေပါတယ်နေတယ်ဒါပေမဲ့ကျွန်တော်တို့အရွယ်ရောက်လာတဲ့အခါမှာရွာလုံးကျုပ်ပဲမိုးရေဆဲဝါမသုံးတဲ့လို့မရှိဘူးဒီလိုဖြစ်လာဘာကြောင့်လဲဘုရားသခင်စကားပြဆုံးလာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်အရွယ်ကျွန်တော်တို့ရွယ်သူတွေကတချို့တော့သူတွေကမရှိကြတော့မိုးရေဆဲဝါကြောင့်တေကိုကြတယ်တချို့တွေကအယက်သမားတွေဖြစ်တယ်တချို့တွေကတော့ဘင်းစားတယ်တချို့တွေကတော့ဘင်းပြူစားတယ်အဲ့ဒါနဲ့ပဲတင်ချင်းကျက်စေးချင်းတို့ရောက်ကြကုန်တယ်ဒါကြောင့်ဒီနေ့နောအေခိကာလမှာဖြစ်တ
တကယ်လို့ဒီကာလမှာဖြစ်ပြနေတယ်ဒီဘုံမောင်မတို့အဲ့ဒါတွေကိုကျွန်တော်တို့ဆင်ခြင်ခေါ်ဆင်ခြင်ပြီးမှတမန်တော်ရှိဖို့ရတဲ့ကျွန်တော်တို့အမြင်လိုအပ်တယ်နောက်တစ်ခုကချင်းများဆုံးဖက်တဲ့ဆိုပြီးမှပြောပါတယ်ချင်းများချင်းဆိုတာကအင်္ဂလာများသွားတယ်အဲ့ဒီကာလမှာနော်အဲ့ဒီကာလမှာဘာလို့ဖြစ်လဲဆိုရင်ဘုရားကြီးကအခုအဲ့ဒီခေတ်ကာလမှာချင်းများဆုံးဖက်ချင်းကတာမမဟုတ်ဘူးဆိုတာကိုဆရာကြီးကပြောပါတယ်ဆရာတော်ကပြောတယ်အဲ့ဒီခေတ်ကာလမှာလင်းတုံချင်းယူတဲ့ဟာတွေအင်္ဂလာများသွားတယ်လို့ပြောတယ်နော်ဘာကြောင့်လဲဆိုရင်ယောက်ျားနဲ့မိန်းမယူတာကိုဘုရားကြီးခွင့်ပြုလားမခွင့်ပြုလားခွင့်ပြုပါတယ်ဘုရားကြီးခွင့်ပြုထားတယ်လူများစွာပွားများမှုရတဲ့ဘုရားကြီးခွင့်ပြုထားတယ်ဒါပေမဲ့ဒီမှာကြီးများဆုံးဖက်တယ်ဆိုတာကသူတို့ကယောက်ျားချင်းယောက်ျားယူတယ်မိန်းမချင်းမိန်းမယူပြီးမှမဖြစ်သွားဆိုရင်ဘုရားကြီးရှင်းမှာအတ္တရပြတ်တော်သူတွေဖြစ်သွားတယ်နော်ဘုရားကြည့်တဲ့အခါမှာဆက်စုပ်ရုပ်ရှာပွေတဲ့အတ္တတွေဖြစ်သွားတယ်ဒါကြောင့်မို့ဒီကာလနဲ့ပြန်ချင်တဲ့အခါမှာလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာပေါ့အခုလည်းအင်္ဂလာချင်းများချင်းတွေများတယ်ကျွန်တော်တို့ရွာတွေမှာဆိုရင်ချင်းများချင်းဆိုတာတနေ့မှနိုင်ချင်တော့ပဲကျွန်တော်တို့ဝေတော့တာပဲကြောင်းမလားအဲ့လိုကြုံကြတာပေါ့ချက်ကနေပေါ့ဒါကလည်းပေါ့အဲ့လိုရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုကတလမှ2ကြိမ်လောက်ရှိတယ်3ကြိမ်လောက်ရှိတယ်နော်မင်္ဂလာဆောင်တာဒါပေမဲ့ဒါကတော့မကောင်းတဲ့လက္ခဏာလို့ကျွန်တော်ပြောတာမဟုတ်ဘူးကောင်းတဲ့အရာဖြစ်တယ်ဟုတ်တယ်နော်ယောက်ျားနဲ့မိန်းမမင်္ဂလာဆောင်တာကကောင်းတဲ့လက္ခဏာဖြစ်တယ်ဘုရားအလိုတော်လည်းရှိတာဖြစ်တယ်ဒါပေမဲ့ကဘာနဲ့ချိန်ပြီးမှကျွန်တော်တို့ကြည့်တဲ့အခါမှာအခုကလင်းတူမင်္ဂလာဆောင်ချင်းတွေတရားဝင်မင်္ဂလာဆောင်တာများတယ်များလာတယ်ဆိုတော့ကဘာတင်းမှာကျင်ညာတာရှိတယ်ဒါကြောင့်မို့ဒီနေ့နောက်ခေတ်ကာလကေတော့ကဘာကြီးကဖြစ်ပြနေပြီဆိုတာကိုကျွန်တော်တို့ဓမ္မသတိရှိဖို့အရေးကြီးပါတယ်အဲ့တော့အဲ့ဒီနောက်ခေတ်ကာလကေတော့ဖြစ်လာတဲ့အခါမှာလူသားကြွလာတဲ့အချိန်ရောက်ပြီတဲ့ရောက်နေပြီတဲ့မပြောဘူးလားကျမ်းစာမှာအဲ့တော့ဒီနေ့ယေရှုခရစ်တော်ကြွလာမဲ့အချိန်တိုင်းမှာအင်မတန်နေနေပြီဆိုတာကိုကျွန်တော်တို့ဓမ္မသတိရှိစွာနဲ့အောင်မဲ့တည်ရောက်ဖို့အရေးကြီးပါတယ်အဲ့တော့အဲ့လိုဖြစ်ပြတဲ့ကာလမှာနောအေခေတ်ကာလမှာဒါနဲ့ပဲဘုရားခင်ကိုသူတို့ကမဲ့သွားကြတယ်နော်ဘုရားခင်ကိုတည်မဲ့နေတယ်ဘုရားခင်ကိုသူတို့မဲ့နေကြတယ်ဆိုတော့နားလည်ရတယ်အဲ့တော့ဘုရားကြည့်တဲ့အခါမှာနောအေတယောက်သာချောင်းမတယ်လို့ပြောတယ်နော်နောအေကြောင့်ပဲသူသားသမီးဇနီး8ယောက်ဘယ်လိုဖြစ်တော့ယေရီချင်းရောက်ပါတယ်နောအေကအဲ့ဒီနောအေခေတ်ကာလမှာဘုရားခင်ကမကြိုက်တော့ဘူးဒီလူတွေကိုငါဖျက်ဆီးတော့မယ်နောအေကိုတင်းမောစောက်ခိုင်းတယ်တင်းမောစောက်ပြီးမှနောအေရဲ့မိသားစုဒီဒရိစာနေတာတော်ဝါတွေအပေါ်မှာအားလုံးပြည်ချင်းရောက်ဖို့ရတဲ့ဘုရားခင်ပြစီခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ကျမ်းစာရဘောက်ချာဆိုတော့ပြောတဲ့နေရာမှာဂန်ကြီးခုံအငယ်အငယ်6ခုံအဲ့ဒီ8လောက်မှာကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီဘောဆောက်ပြီးမှသူတို့ကိုခေါ်တယ်ဒီဘောဆောက်ပြီးတာနဲ့နောအေကမခေါ်ဘူးခေါ်ပါတယ်ဒါမဲ့လူတွေမဝေချင်ဘူးဘာကြောင့်လဲဆိုရင်ဘုရားပေါ်မှာတည်နေကြတယ်အဲ့ဒီခေတ်ကာလမှာကြည့်မယ်ဆိုရင်ဒီလူကအယူပြောနေမှာနောအေကိုယူနေတယ်လို့ပြောနေတယ်ဘာကြောင့်လဲဆိုရင်မုန်းမရောဘုတခါမှမုန်းမရောဘုအဲ့ဒီခေတ်ကာလအဲ့တော့မုန်းရောမှာမဟုတ်ဘူးနောအေကနည်းနည်းထိုင်းပြီးစာရီပြီးတော့သူတို့ပြောတယ်ဒါမဲ့ဘုရားကဖြစ်တယ်ဆိုရင်မဖြစ်ဘူးလားဖြစ်လာတယ်နော်တင်းဘောဆောက်ပြီးတယ်နောအေအသေးဝင်တယ်လူလူခေါ်ပြတယ်မလားချင်ဘူးအဲ့တော့နောအေမိသားစုအားလုံးဝင်တယ်အပေါ်အမဒိဋ္ဌာနေသာတော်ဝါတွေအားလုံးဝင်သွားတဲ့ခါမှာရက်ပေါင်း40လုံးမြေကြီးပေါ်မှာမူးရွာလာတယ်ဆိုတော့အဲ့ဒီမူးရွာပြီးတာနဲ့ရေကြီးပြီးမှတခြားလူတွေကတော့အားလုံးတည်သွားကြနော်တည်သွားကြတယ်ပေါ့နော်အဲ့တော့ဒီအရာအဖြစ်ကျွန်တော်တို့ဆင်ခြင်ဖို့ရတဲ့အင်္ဂါရေးကြီးတယ်တို့ကျေးဇူးကာလဆိုတာလူတွေကိုခေါ်နေတဲ့ကာလဖြစ်တယ်
တင်တဲ့ကျွန်တော်ကိုခေါ်နေတဲ့ကာလဖြစ်တယ်အာမင်အဲ့တော့တင်တဲ့ကျွန်တော်မှာယေရှုခရစ်တော်အသေးခံခြင်းသူချင်းရှင်ပြသမြောက်ခြင်းယေရှုရဲ့အတွေ့အသုံးခြင်းဟာကျွန်တော်တို့အတွေ့ဖြစ်တယ်လို့ယုံကြည်တဲ့အတွေ့အကြုံတင်ဟာဘုရားရှင်ခေါ်ခြင်းကိုခံရတော်သူဖြစ်တယ်အာမင်မင်္ဂလာဘုရားရှင်မင်္ဂလာရှိပါစေနော်ကျွန်တော်တို့ကဒါကြောင့်မို့ကျွန်တော်တို့ကမင်္ဂလာရှိတယ်လို့ပြောတာအဲ့ဒါကြောင့်ပြောတာဖြစ်တယ်မင်္ဂလာရှိတော်သူဖြစ်တယ်လို့ကျွန်တော်ပြောတာအဲ့ဒါကြောင့်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘာဦးချမ်းမှာပြက်ပြက်ခဲ့တဲ့ဆုံးရည်တဲ့ဘုရားရှင်ယုံရှာဖွေကောင်းတဲ့အဖြစ်အပျက်တွေအပြင်ကျွန်တော်တို့ကပြန်လဲစင်ချင်ဖတ်ကြည့်တဲ့အခါမှာပြန်လဲစင်ချင်ပြီးမှဒီကာလများယေရှုပြောတဲ့ကာလရောက်နေပြီလားဆိုတာကိုကျွန်တော်ဓမ္မဒီအမြင်ရှိဖို့အရေးကြီးပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးမှကျွန်တော်သွားချင်တယ်အဲ့တော့ဒီကောစနစ်73မှာကျွန်တော်တို့ချက်ဖိုက်ရအောင်ဒီကောစနစ်73မှာကျွန်တော်တို့ချက်ဖိုက်ရအောင်အဲ့ဒါတော့ဖိုက်ရအောင်ဒီကောစနစ်73ကျတော့ဖိုက်ရအောင်ဒီကောစနစ်73ဒီနေ့တော့အကြောင်းမူကားယူလာလူဖြစ်စေဒရဒလူဖြစ်စေဂျုံဖြစ်စေလူလူဖြစ်စေငါတို့ရှိမြတ်ဒီဝိညာဉ်တော်ဘာဒီအဖြစ်တကူဒီတို့ဗတိဇံကိုခံကြ၏ငါတို့ရှိမြတ်ဒီသစိတဝိညာဉ်ဒီတဲ့တို့လေတောက်ကြ၏ဒီမှာဘယ်လိုပြောလဲဆိုရင်တကူသေးတို့ကိုချင်းကိုခံရတယ်ဟာလေလုယာအဲ့ဒီကိုကယေရှုခရစ်တော်ရဲ့ကိုခံတော်ဖြစ်တယ်ဟာလေလုယာဂျာနာမဘုရားပါစေအဲ့တော့ခရစ်တော်ရဲ့ကိုခန္ဓာထဲမှာကျွန်တော်တို့ကိုခေါ်တွေ့ခြင်းခံရတယ်အသေးတော်ဆိုတာခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တယ်အာမင်အဲ့တော့အသေးတော်ဆိုတာခရစ်တော်ရဲ့ကိုခန္ဓာဖြစ်ပြီးမှအသေးတော်ရဲ့ဥကောင်းကခရစ်တော်ဖြစ်တယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့ကိုရွေးနှုတ်တဲ့အရှင်သခင်ရဲ့ကိုခန္ဓာအသေးမှာကျွန်တော်တို့ကခေါ်ခြင်းခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာဂါလာတိ3အငယ်28မှာလည်းပေါ်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရှိသမျှအားလုံးကခရစ်တော်ထဲမှာခေါ်ခြင်းခံရတဲ့လူတွေအားလုံးကသလုံးတစ်ဝါးတည်းဖြစ်တယ်တဲ့အာမင်တရားစင်ရင်သာတရားချားတယ်လို့တရားဟိုတထောင်သာဆက်ပြီးမရှိတော့သူကဗမာဟဲ့တရားချင်းတရားလီစုမရှိတော့ခရစ်တော်ထဲမှာကသလုံးတစ်ဝါးတည်းဖြစ်တယ်ဟာလေလုယာလက်ကိုကြည့်လိုက်ဘုရားရှင်ကိုချီးမွမ်းရအောင်ကျွန်တော်တို့ဖြစ်နေတာကခရစ်တော်အားဖြင့်ဖြစ်တယ်ဟာလေလုယာခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာကျွန်တော်တို့ကခေါ်သွင်းခြင်းခံရတော့သူဖြစ်တယ်ဟာလေလုယာအဲ့တော့ယောဘစနစ်9ပါလဲကျွန်တော်တို့ဒီချက်ဖတ်ရအောင်ဆိုတော့ဂါလာတိမှာတော့ကြော်လိုက်မယ်မှတ်ထားလိုက်ပါယောဘစနစ်9တော့ဒီချက်ဖတ်ရအောင်ယောဘစနစ်9သူနည်းသူအများဖြစ်သောငါတို့သည်ခရစ်တော်၌တပူထဲဖြစ်၍အတိတ်အင်္ဂါချင်းဖြစ်ကြတယ်ကျွန်တော်တို့လူတွေလူဖြိုလူမဲမတူဘူးယောရှုကယောရှုဖြစ်တယ်ယောသပြာကယောသပြာဖြစ်တယ်နော်ဒါပေမဲ့ခရစ်တော်ထဲမှာအင်္ဂါအတိတ်ဖြစ်တယ်တဲ့အင်္ဂါအတိတ်ဆိုတော့တယောက်နဲ့တယောက်မတူညီဘူးအပြည့်ခေါ်လည်းမတူညီဘူးစိတ်သားတာတွေးတောတာနေထိုင်ပုံလည်းမတူညီပါဘူးဒါပေမဲ့တိတ်ဟာဘုရားသားသမီးဖြစ်တယ်ဘုရားကိုချင်းခံရတဲ့သူဖြစ်တယ်ခရစ်တော်အထဲမှာအသက်ရှင်တော်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အမြင်အောင်းနဲ့တတိရရအောင်โอเคဆိုတော့ယေရှုခရစ်တော်အသက်ကျွန်တော်ပြောပြချင်တော့နောဧကာလမှာနောဧရဲ့သီးမောဟာဘယ်နှထနဲ့တည်ဆောက်လဲ3တော်နဲ့3ထတည်ဆောက်ထားတယ်နော်အဲ့ဒါအတိကအားဖြင့်ဘုရားခင်ကဒါပေါ်ဆောင်ရှိတဲ့ခုလည်းဖြစ်တယ်ခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တယ်။နောရဲ့တင်ဘောဟာခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တယ်ဆိုတာကိုကျွန်တော်အရေးအသေးပေါ်ပြတာဖြစ်တယ်။အာမင်။နားလည်လား။အဲ့တော့သုံးလွှာရှိတယ်ခမင်းတော်သားတော်သက်ရှင်တော်ဝိညာဉ်တော်ကိုအတိကကျွန်တော်ပေါ်ဆောင်ထားတာဖြစ်တယ်။အဲ့တော့ခမင်းတော်သားတော်သက်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ရဲ့လုံဆောင်ချက်ကိုမြည်သိရှင်တာဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်။အဲ့တော့နောရဲ့တင်ဘောထဲမှာဝင်တဲ့သူကလုံးချုံရှိတဲ့ဟာလေလုယာလက်ကိုတီးနေဘုရားရှင်ကိုချီးမွမ်းရတယ်။အဲ့တော့ကျွန်တော်တို့ခုနကျွန်တော်တို့ပြောတယ်လို့ကျွန်တော်ဖတ်ကြည့်ခဲ့တယ်လို့ပဲ
ယေရှုခရစ်တော်အထက်မှာရောက်သွားတဲ့သင်နဲ့ကျွန်တော်ကလုံခြုံရှိရှိတယ်ဟာလေလုယာလက်ကိုကြည့်ရပြရှင်ကိုပြောရအာမင်အဲ့တော့ကျွန်တော်တို့အင်တာဝတ်တာဒါကြောင့်မို့ဒီမှာဘုရားကပြောတယ်ယေရှုအထက်မှာရှိတော့ဒါနဲ့ဘုရားပြင်စင်ချင်းခံရတဲ့အခါမှာတရားစင်ချင်းခံပြီးမှငရေကိုလမ်းဆုံးရမှာဖြစ်တယ်တော့ကျမ်းစာကလို့ပြောတာရှင်ယောဟန်ပြုဝေအခန်းကြီး3အငယ်18မှာပြောထားတယ်နော်တားတော်ကိုယုံကြည်သောသူတွေကပြည့်စုံခြင်းကိုမခံရမယုံကြည်သောသူတွေကဘုရားသခင်၌ဘာတိသောတားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြည့်စုံခြင်းကိုခံရမယ်နော်ဘယ်ချိန်မှခံရမလဲယခုပင်ခံရတာအဲ့တော့သင်ဟာယေရှုခရစ်တော်ကိုမယုံကြည်တဲ့လူတယောက်ဟာအပြည့်စုံခြင်းထဲမှာရှိနေတာဖြစ်တယ်နော်အပြည့်စုံခြင်းထဲမှာရောက်နေတာဖြစ်တယ်ဘယ်ချိန်တည်းလဲအခုတည်းငရေရောက်ပြီဖြစ်တယ်အခုတည်းတော့ခင်ငရေမှာအပြည့်စုံဖြစ်တာဖြစ်တယ်အဲ့လိုပြောတာဖြစ်တယ်ကျွန်တော်ဒီကောင်မှာတော့ဒါကြောင့်ကျွန်တော်တို့ကဘုရားခင်ကိုယုံကြည်တဲ့သူကအဲ့ဒီအပြည့်စုံခြင်းနဲ့ဟောရမှုမြောက်ပြီဟာလေလုယာလက်တော်ရဲ့ဘုရားရှင်ကိုချီးမွမ်းရအောင်အာမင်အဲ့တော့အပြည့်စုံနေဆိုတာဘုရားရဲ့အသက်သာဆောင်မှာမရှိတဲ့လူတွေကိုစင်တာကျွန်တော်တို့ကိုစင်တာမဟုတ်ကျွန်တော်တို့ကအသက်သာဆောင်မှာရှိပြီးသားဖြစ်တယ်ဟာလေဒါကြောင့်ကျွန်တော်တို့ကပြည့်စုံစရာမလိုတော့ဒီမှာဗျာဒိတ်ကျမ်းမှာပြောတယ်ဗျာဒိတ်ကျမ်း15မှာဘယ်လိုပြောလဲဆိုရင်အသက်သာဆောင်တဲ့စေရင်မဝင်တော့သူရှိမြတ်လို့ကိုလေမင်းအိုက်သေးလို့ချပြည့်တယ်စာရမဏပဲမဟုတ်ဘူးအသက်သာဆောင်မှာမပါတဲ့လူမျိုးကအကုန်လုံးငရေမှာမင်းရှုပ်ပြီးမှဖြစ်တယ်ဝေါအဲ့မှာကြောက်စရာကောင်းနေတော့ဒီလေဖယားပေါ်ချင်းဖယားရဲ့မင်းတို့ချင်းကိုလက်မခံဘူးဆိုရင်တော့ဒီလေအဲ့မှာကြောက်စရာကောင်းနေတော့ဒါမဲ့အနာကမှာဒါကြောင့်မို့တင်တဲ့ကျွန်တော်ဟာဖယားခင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာပေါ်ချင်းခံရတဲ့ဖြစ်တယ်ဒါကြောင့်ခရစ်တော်အထက်မှာရှိတဲ့သူဖြစ်တဲ့အတွက်သင်ဟာဘုရားရဲ့စေချင်းလာတဲ့အခါမှာလုံးရောက်ချင်းလာရှိပြီဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကဝမ်းနဲ့ချင်းဖြစ်တယ်နော်ဝမ်းသာချင်းဖြစ်တယ်အဲ့တော့ခရစ်တော်ဒီနော်ရဲ့တိပေါ်ထဲမှာမဝင်တဲ့လူရှိတဲ့ကတုတ်တင်ဖြစ်ရှိချင်းခံရတဲ့လို့ဒီနေ့ယေရှုခရစ်တော်အထဲမှာမရှိဘူးဆိုရင်ဒီနေ့ရတဲ့စေချင်းလာတဲ့အခါမှာအားလုံးစေချင်းကိုခံရမှာဖြစ်တယ်အဲ့တော့မနှလုံးနဲ့အဆုံးသတ်တာနော်ဘုရားစီမနှလုံးနဲ့အဆုံးသတ်တာနော်ရဲ့ချင်းမှာမနှလုံးနဲ့ဆုံးမပြီးပြီဖြစ်စီပြီးသွားပြီမဘာလဲမိုးအပြည့်မိုးရွာတယ်မိုးတစ်ခါမှမရွာဘူးမိုးရွာတယ်မိုးရွာပြီးမှဘာဖြစ်လဲရေလုံးမှုချင်းခံပြီးမှလူသားအားလုံးတည်ပါတယ်ဒီနောက်ဆုံးတော့ကာလမှာမနှလုံးထလာအောင်မှာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဖတ်တယ်မီးအပြည့်စင်မှာဖြစ်တယ်အာမင်အဲ့ဒီမီးကအခုကျွန်တော်တို့သုံးနေတဲ့မီးတွေရှိတယ်မီးတွေမီးနေတယ်နောရဲ့ခေတ်ကာလမှာလည်းရေတွေတောက်နေတဲ့ရေသူတို့ခေတ်ကာလမှာမိုးမရွာပဲအထင်းကလည်းဆူလာပြီးမှရေတောက်ရတယ်သုံးရတယ်စိုက်ပြီးရလို့ရတယ်အခုမီးကျွန်တော်တို့သုံးနေတဲ့မီးတွေဖြစ်တယ်တက္ကပါလို့တော့မီးမလောင်လာဘူးလို့ကျွန်တော်မတွေ့နေတော့ဖျားလို့ရင်မဖြစ်နိုင်တာခုမှမရှိဘူးနော်မဖြစ်နိုင်တာခုမှမရှိဘူးဖျားနောက်ဆုံးတော့ကာလမှာမီးဖြစ်ပြန်မယ်မီးပြီးစေပြီးမှပပကြီးကိုလောင်သွားစေမယ်ဒီနေမီးကြီးကိုကြည့်လိုက်ဘယ်လောက်လောင်စာထည့်ထားလဲမသိဘူးနော်တနေ့ပူနေတာတနေ့ပူနေတာဖျားမှမဖြစ်နိုင်တာဘာမှမရှိဘူးနော်ဒါကြောင့်မို့ကျွန်တော်တို့ကြောက်ကြကောင်းတာကတော့ဖျားရဲ့ဆင်ချင်းကိုကြောက်ရတာဖြစ်တယ်နော်ကြောက်စရာကဖျားရဲ့ဆင်ချင်းဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကဘာနေတဲ့ကျွန်တော်နီးနေတဲ့ကဘာအောက်မှာမီးရှိတယ်နော်မီးရှိတယ်မီးတောင်ပေါက်ကွဲတယ်ဆိုတာဘာလဲမီးရှိတယ်လို့ပေါက်ကွဲလာဒါကြောင့်မို့ဒီနေ့နောက်ဆုံးတော့ကာလမှာနောက်ဆုံးတော့မီးနဲ့ဘုရားတည်ဖို့ရှိမှာဖြစ်တယ်ဒါကြောင့်မို့ဒီကာလကနောက်ဆုံးတော့ကာလရောက်နေပြီဖြစ်တယ်အထူးသဖြင့်ခရစ်တော်ချင်းဆောင်ခြင်းအသင်းတော်တွေကိုချင်းဆောင်ခြင်းသူ့ရဲ့ကိုယ်ကာလမှာရှိနေတဲ့အသင်းတော်တွေကိုချင်းဆောင်မဲ့ကာလအင်္ဂလာနေနေပြီခြေတော်ညီကောင်မတော်ဒါကြောင့်မို့တမန်တော်ရှိစွာနဲ့ခ
ရစ်တော်ထဲမှာအသက်ရှင်တော်သူလို့ရအောင်ခရစ်တော်ကိုမိမိရဲ့ရှင်အပြည့်ယုံကြည်လက်ခံတဲ့ညီကောင်မောင်မတွေခရစ်တော်ကိုရွေးကင်ထားပြီးမှကျွန်တော်ခရစ်တော်ထဲမှာလုံခြုံခြင်းနဲ့အသက်ရှင်တော်သူလို့ရအောင်အာမင်တမန်တော်ရှိရအောင်ဒီနေ့နောက်အကြီးကာလပြည့်လို့တမန်တော်မိနေတဲ့လူမဖြစ်ပဲနဲ့တမန်တော်ရှစ်စော်နဲ့အသက်ရှင်ပြီးမှကျွန်တော်တို့ကြည့်ရတဲ့ဘုရားယေရှုခရစ်တော်ကိုစောင့်မျှော်တော်သူဓမ္မမိတ်ဆွေတွေလို့ရအောင်ညီကောင်မောင်မတွေလို့ရအောင်ဆိုပြီးတော့နေငယ်နှုတ်ဘတော်အဖြစ်ကိုအားပေးပါတယ်ရောက်ချင်းစတဲ့ကောင်မှာရတဲ့သူကောင်းကြီးပေးပါစေအာမင်โอเคတော့အခုကျွန်တော်ဒီချိန်မဲ့တပုတ်အတူပါဆိုချင်တာရှိတယ်ဒီကားလေးလိုကတော့ဒီတာနဲ့ပြပြတေးအောင်နော်ဆိုတော့အဲ့ဒါကတော့ဗာလဲဆိုတော့ဆရာယောရှုတို့ရေးထားတဲ့ဒီချိန်ပေါ့နော်ဒီစုဒီချိန်ပေါ့ဒီလူကဘယ်မှာငါဆရာယောရှုတို့ကသူ့ကိုယ်တိုင်ဆုံးလာဖြစ်တယ်ကျွန်တော်လည်းသူနဲ့လိုက်ဆုံးလာဖြစ်တယ်ကျွန်တော်လည်းအဲ့ဒီချင်းကိုသူဖြစ်တယ်အဲ့တော့ဆိုရအောင်နော်ဆရာယောရှုတို့ဒီတာဒီမလားဒီတာဒီမရှိဘူးလားလူလူရဲ့အချင်းကမတိုက်ပြလိုက်တဲ့ကြောင့်မို့လည်းတော့နားလည်ပြပါโอเคကျွန်တော်တို့နောက်ဘာမှာတော့ဆရာဆရာပြောတယ်လို့ပေါ့ဒီမှာတော့မရှိတော့ဘူးမှာကျွန်တော်တို့ကဝေးရင်းမှာပဲပေါင်ရအောင်နောက်ဘာမှာအဲ့တော့ဒီကာလဟာကျွန်တော်တို့ကတရားထဲမှာအသက်ရှင်ရအောင်ခရစ်တော်နဲ့သွားလာရအောင်ဒီကာလဟာနောက်ဆုံးတော့ကာလရောက်ရှိလာပြီဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ယေရှုခရစ်တော်ကိုလူသားချောလာတဲ့အချိန်ကာလကိုကျွန်တော်တို့မျှော်လင့်ပြီးမှကျွန်တော်အသက်ရှင်ရအောင်ဆိုပြီးမှကျွန်တော်အနေနဲ့ခွန်အားပေးချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီယေရှုခရစ်တော်ကျွတ်လာပုဂ္ဂိုလ်အမှန်တန်ကြီးတယ်ကတော့ကျွန်တော်ဆိုအရှက်လေးပဲမှာအလေးပိုင်းမှာတော့စိတ်ကိုကြည့်နဲ့တန်းပြတာမိကိုဖြစ်နေတယ်လား။အဲ့ဒါတနေ့ဘုံကျင်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ကျွတ်လာတဲ့အချိန်ကာလအမှန်တန်နေနေပြီ။ဒါကြောင့်မို့ဒီမောင်မတို့ကျွန်တော်တို့ကမှသိရှိဆောင်တဲ့အသက်ရှင်ရအောင်ကြခင်ကျွန်တော်တို့ကိုရှင်းဆောင်မဲ့ကာလရောက်ရှိလာတော့မှာဖြစ်ပါလေဆိုပြီးမှကျွန်တော်အနေနဲ့ခွာပေးချင်ပါတယ်ဒီမှာဘယ်မှာငါဘုရားဘာအဝါငါမဘာဘာဒီပဒမဟုတ်ကဲ့ဒီစားတဲ့တော့ဘာလို့你的妈呀，你花季。
是来管理个的了。啥都就是这，你要不啥别个，谁干嘛别，不管别，谁干嘛不难过，就是这么上个就是。